လက်ထက်ခွင့်တောင်းခံလိုက်ရပြီဖြစ်တဲ့ပြီးမဲ့မင်းသမီးလေးဒေဗီကာလွန်ခဲ့တဲ့ဆယ်စုနှစ်ကမြန်မာနိုင်ငံမှာပြီးမဲ့စကားနဲ့လူသိများကြော်ကြားလာတာပဲဖြစ်ပါတယ် งานกันแล้วนะคะอันนี้คือเซเยสป่ะ Yes โอ้ ပြီးမဲ့မင်းသမီးလိုနာမည်ကြီးတဲ့ထိုင်းမင်းသမီးလေးဒေဗီကာဟာယနေ့ဇွန်လ17ရက်နေ့မှာတော့သူမရဲ့ချစ်သူထိုင်းမင်းသားတာချန်တဖစ်ကစိန်လက်စွပ်ကြီးနဲ့လက်ထက်ခွင့်တောင်းလိုက်တာပဲဖြစ်ပါတယ်အဆိုပါလက်ထက်ခွင့်တောင်းခံရတဲ့ဓာတ်ပုံဗီဒီယိုနဲ့အတူပရိသတ်များကို Instagram မှာအသိပေးလာတာပဲဖြစ်ပါတယ်ထိုင်းရဲ့နာမည်ကြီးမင်းသားမင်းသမီးစုံတွဲတွေထဲမှာဒေဗီကာတို့စုံတွဲကလည်းတတွဲအပါဝင်ပါသူတို့နှစ်ယောက်ကအမြဲတမ်း romantic ဆန်တဲ့အချစ်တွေကိုပိုင်ဆိုင်ထားတာပါသူတို့နှစ်ယောက်ကချစ်သူတက်တက်9နှစ်ပြည့်တဲ့အချိန်မှာအခုလိုပဲလက်ထက်ခွင့်တောင်းခံလိုက်ရတာပဲဖြစ်ပါတယ်လက်ထက်ခွင့်တောင်းခံလိုက်ရပြီဆိုတော့တိတ်မကြခင်မှာမင်္ဂလာပွဲတွေကိုမြင်တွေ့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်ထိုင်းမင်းသမီးလေးဒေဗီကာကမြန်မာနိုင်ငံနဲ့လည်းမစိမ့်နေသူပါပွဲတဲ့အခမ်းအနားတွေနဲ့ကွန်ပျူတာကြော်ညာတွေကိုလည်းရိုက်ကူးပေးလျက်ရှိပါတယ်ထို့ပြင်မကြမြန်မာနိုင်ငံကိုလည်းလာလေလေးရှိတဲ့သူပါဒေဗီကာကသူ့ရဲ့ချစ်သူထိုင်းမင်းသားနဲ့အတူမြန်မာနိုင်ငံကရွှေတကုံဖျားကိုလာရောက်ပို့မြော်ခဲ့တာပါမင်းသမီးကသူနဲ့သူ့ချစ်သူကောင်းလေးချမ်းကို Instagram မှာတင်လွှင့်ရှိပါတယ်သူတို့အတွေ့ကိုထိုင်းလူမျိုးပြည်သက်တွေကလည်းအားကျနေကြတာပါတုံးနဲ့တုံးချစ်ခင်လေးစားမှုတွေနဲ့တိစောက်ထားတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်ကဲပြည်သက်ကြီးကသူတို့နှစ်ယောက်ကိုဘယ်လိုထင်မြင်ပါလဲသူတို့နှစ်ယောက်လိုက်ဖက်တယ်လို့ထင်ပါလားကျမကတော့သူတို့နှစ်ယောက်အရန်ကိုလိုက်ဖက်ညီတဲ့အတွေ့အလေးကိုမြင်မိပါတယ်ရှင်ဒေဗီကာရဲ့လှပတဲ့မင်္ဂလာပွဲရုပ်ဆောင်မျိုးရဲ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါရှင်